တွေ့ရနော်ကဘာပေါ်မှာရှိတဲ့တီးတောက်တဲ့လူတွေရောတီးဆရာတွေအကုန်လုံးစိန်ခေါ်တယ်နော်ဒီမှာပြလိုက်လောက်ကောင်းတယ်နော်ဗန်ကြီးဒီနေ့ကတော့ရှောက်တီးတော့မဟုတ်ဘူးတီးဆရာတွေအကုန်လုံးစိန်ခေါ်တယ်ဝါဒီမှာကြည့်လိုက်3ခွက်နော်4ခွက်မျိုးဒီကတောက်ပြီးတာနဲ့အမစ်စားတောင်အမေ့သွားတော့တီးဆရာတွေကုန်လုံးစိန်ခေါ်တယ်ဝမ်းဝမ်းဒီမှာဟုတ်ပါအဲ့ဒါဆရာကြီးတိုက်ပြီလားတိုက်ပြီအကြည့်နော်မင်းတို့ရဲ့ကာလာကိုပြလိုက်ကာလာကိုပြလိုက်တာကြည့်ဒါလုံးဝရိုးစီနဲ့ရိုးစိမ်းနဲ့ပဲဖွင့်တာတကြားတော့မပါဘူးလိုက်ရှိသမားတွေအတွက်လိုက်ရှိသမားတွေလမ်းလမ်းဆန်းဆန်းပြအောင်မနေ့2နာရီဒီအလုပ်လုပ်နိုင်အောင်ဒီမှာလိုက်ရှိသမားတွေဒါကဒီလက်ဖေးဒီနေ့ကအချင်းကဘာဘောကတီးဆရာတွေအကုန်လုံးနော်တီးတောက်တဲ့လူတွေရောတီးဖြော်တဲ့လူတွေအကုန်လုံးစိန်ခေါ်တယ်စိန်ခေါ်တယ်ကြည့်လိုက်โอเคတို့ဘယ်နည်းအောင်ရှိတယ်ပေါ့တို့ရအောင်ဘုံမတဖေးဘယ်လိုလဲအရင်တော့ဒီကြကွေးပိုင်တော့အရင်မိုက်အလဲโอเคတဖေးတောက်ပြီလားပြီးကြည့်လိုက်တော့ပြီးပါပြီအရင်ကောင်းပါတယ်အရင်လဲစိတ်တိုင်းကြတယ်ကျမကအချိုပေါ်ကြိုက်တဲ့တွေ့အရာကကျမရဲ့အကြိုက်ဖြစ်ပါတယ်ကျမအလုပ်ထုတ်တော့မယ်မနေ့ပြန်လေလို့တွန်းလဲနဲ့လက်ဖေးပဲလက်ဖေးနဲ့ရှောက်တီးတို့ရောင်းတော့မယ်နော်ဟမ်လက်ဖေးအခြေအနေပြောစရာမရှိဘူး complaint တက်စရာမရှိဘူးအဲ့ဒါအဲ့ဆိုငါမင်းပဲအလုပ်ထွက်တော့မယ်ဒီလကနေငါ resign တင်လိုက်တော့မယ်နော်တွန်းလဲနဲ့မာတောက်မယ်ဟမ် grab မှာပါအေး grab နဲ့ငါတွန်းလဲနဲ့ကိုဘေးနာ grab နဲ့ပါချိန်လိုက်ဆက်ပတ်လေးထည့်ရလို့ဒီလောက်ကောင်းနေလူလည်းလက်ဖေးကောင်းလားဟာ good တယ်ပေါ့ဟာနော်အပေးချမ်းလိုက်လားကွာနင်တို့ကဟာကောင်းလားရွာပြီးရတာတဲ့ဆောက်ရမ်းကောင်းအေးငါမနေ့ပြန်လဲငါလည်းတွန်းလဲယူပြီးတော့ငါစိုင်ဖွင့်တော့မှာတေးတိုင်းရောက်အောင်ပါဆိုအသေးပြုတ်ကိုဘယ်အဖေ review ပေါ်စိတ်လေးပေါ့လက်ထိုင်ရချိုးလန်းကလေးလေးရချိုးလန်းအဲ့လိုရှင်မင်းတော့ကလေးလေးကတော့အများကြီးချိုးနေပါပဲကျမ